စဉ်အသက်ရှင်ခြင်းမျောလင်းခြင်းပန်းတိုင်းလည်းမသူထာဝရနိုင်ငံသားကျွန်ုပ်ဖြစ်သည်နေ့စဉ်အသက်ရှင်ခြင်းဖာပြရဲ့အထက်အစီတော်ထဲမှာအမြဲတမ်းရွေးချက်အသက်ရှင်လို့နေမယ်ကျွန်ုပ်ဤဖြစ်ခြင်းမျိုးရိုးမသူကျွန်ုပ်ဒီထာဝရဘုရားသားဖြစ်သည်နေ့စဉ်အသက်ရှင်ခြင်းမျောလင်းခြင်းပန်းတိုင်းလည်းမသူထာဝရနိုင်ငံသားကျွန်ုပ်ဖြစ်သည်နေ့စဉ်အသက်ရှင်ခြင်းအဖပြစီတော်ထဲမှာအမြဲတမ်းရွေးချက်အသက်ရှင်လို့နေမယ်လောကီအရာတွေနဲ့အချိန်တိုင်းပဲချိန်ချောင်းသွေးဆောင်လေဖျားသားများဤဖြစ်စဉ်သဘောတွေနဲ့ကျွန်ုပ်အမြဲတမ်းအသက်ရှင်မယ်နေ့စဉ်အသက်ရှင်ခြင်းအဖဖျားရဲ့အထက်စီတော်ထဲမှာအမြဲတမ်းရွေးချက်အသက်ရှင်လို့နေမယ်လောကီအရာတွေနဲ့ချိန်တိုင်းပဲချိန်ချောင်းသွေးဆောင်လေဖျားသားများဤဖြစ်ခြင်းသဘောတွေနဲ့ကျွန်တော်အမြဲတမ်းအသက်ရှင်သားများဤဖြစ်ခြင်းသဘော